Hi မင်္ဂလာပါ introvert လား extrovert လားဒီနေ့မှာတော့ introvert တွေကြောင့်နိုင်ငံရှင်းပြပေးတော့ပါမယ်။တာယာမနက်ကလေးတကူခမနာယူနေတဲ့အချိန်多到ခေါ်လီးပဲလားမင်းစပ်ပါလားမင်းဘန်နာစာဆောက်ရှိလို့လေငါမလုံးမသားတွေဟမ်ဒီလူတွေကိုခမထိုးချင်နဲ့ချင်တဲ့စိတ်တွေဖြစ်ပေါ်နေပြီမယ်။ယူဆိုင်မနေပဲရှောင်းထွက်ခဲ့တယ်။နောက်ဆုံးမှာတော့ခမအိမ်လေးစီကိုခမရောက်ရှိလို့လာခဲ့ပါပြီ။ဒီနေရာခမအတွက်အကောင်းဆုံးကောင်းကောင်းဆုံးဖြစ်တဲ့တက်တောင်တက်တာရှိသောနေရာလေးတစ်ခု No friend တကယ်ချင်းရောမရှိဘူးလားရှိတာပေါ့ခမကိုလူတွေကတကယ်ချင်းမရှိဘူး depression ဝင်နေတဲ့ကောင်ဒါမှမဟုတ် overthinking ရမ်းများနေတဲ့ကောင်လို့ထင်နေကြပါမယ်တကယ်တမ်းမှာတော့ခမမှာယုံကြည်ရတဲ့တကယ်ချင်း2ယောက်3ယောက်လောက်တော့ရှိပါတယ်နဲတယ်လို့ထင်ရပါမယ်ဒုတိယနဲ့ပေါင်းနေလို့ဖို့အတွက်ခမကတေချာစဉ်းစားပြီးမှလောက်တတ်ပါတယ်မယုံကြည်ရတဲ့လူဆိုရင်ဝေးဝေးကနေရှောင်ပါတယ်ဒါတွေကတော့ introvert တွေရဲ့အမှုကျင့်အနှဲငယ်များတာဖြစ်ပါတယ်နားထောင်ပြီလို့ကျေးဇူးတင်ပါတယ်ဆက်လက်ကြိုးစားတော့ပါအောင်မယ်ဟီး